ကိုအဘဲပြန်လား တုံးတဲ့အတိုင်းပေါ့အဲ့ဒီမှာရှူရကလန်တယ်လေ ဟာကိုကအိတ်ထဲထည့်ပြီးပတ်သွားနေတာပဲအထက်မသွားဘူးလားကိုရဲ့ အဲ့ဒီမှာသူတို့အရန်ကြိုက်တယ်ဗျာသူတို့ကငယ်ကလေးသူတို့ဟိုဘယ်လိုပြောမလဲအမေပိုက်ထဲကနေထွက်လာပြီးဆိုရင်သူတို့ကအိတ်ထဲမှာပဲနေတတ်တာဟုတ်အဲ့တော့သူတို့မောင်လေးညာထားတာသူတို့ကိုနေရတာသူအရန်ကြိုက်တယ်ဗျာအဲ့လိုကိုနေရတာဒါလေးက၄ဘက်ရွယ်နေ သူတို့အဲ့လိုကိုလေးတွေအရင် research state ဆိုတာအဖြူမျိုးသားရှူရကလန်တာလေးပေါ့နော်သူတို့ချစ်ဖို့ကောင်းတယ်ဗျာဒီကလေးလေးက ကျုံအဲ့ငယ်ပုံစံကျုံ ကလေးလေးတွေကင်ပြီးအဲ့လိုလေးလက်ခုပ်ပုံစံခုံခုံလေးတွေကင်ပြီးသူတို့အရန်သဘောကျတယ် အယုတ်ကလေးနဲ့တူတယ်တွေ့လားကဲဘိုင်လေးလို့တူလာနဲ့ဘိုင်လို့လိုက်မယ်နော်ခဏဟို Happy New Year မှာဘိုင်လို့ခံရမယ် ဘိုင်ဘိုင် bye 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 မလုပ်ရဘူးဘိုင်ဘိုင်